မင်္ဂလာပါရှင်ဒီနေ့မှာတော့လေးလာသူတို့အတွက်အသုံးဝင်စေမဲ့ဟိုတယ်နဲ့ဆိုင်တဲ့အသုံးနှုန်းလေးတွေကိုပြောပြပေးသွားပါမယ်ရှင်ဟိုတယ်တို့ဟိုတယ်お部屋はありますかအခန်းရှိပါသလား予約していますဘိုကင်ယူထားပါတယ်予約したいですဘိုကင်ယူချင်ပါတယ်何泊ですかဘယ်နှစ်ညတည်းခိုမှာလဲ一泊ですတညတည်းခိုပါမယ်二泊ですနှစ်ညတည်းခိုပါမယ်一泊いくらですかတညတည်းခိုကဘယ်လောက်လဲ朝食は含まれていますかမနက်စာပါဝင်ပါသလား朝食は何時からですかမနက်စာကဘယ်ချိန်ကနေလဲ朝食はブッフェですかမနက်စာကブッフェလား部屋で朝食を取れますかအခန်းမှာမနက်စာမှာယူလို့ရပါသလား近くにレストランはありますかအနီးနားမှာစားတောက်ဆိုင်ရှိပါသလား税金は含まれていますかအခွန်ပါဝင်ပါသလား部屋に金庫はありますかအခန်းမှာမိကန်တစ်တာပါရှိပါသလား部屋を見てもいいですかအခန်းကြည့်လို့ရနိုင်မလား Wi-Fi はありますか Wi-Fi ရှိပါသလား無料の Wi-Fi ですか Wi-Fi フリーလား Wi-Fi のパスワードは何ですか Wi-Fi パスワードကဘာဖြစ်ပါသလဲဆန်းရုံのバスルームはありますかတည်တဲ့ရေချိုးခန်းပါပါသလားခဲရှိကီကရောဟဲရဝါありますかမြင်ဝင်ကောင်းတဲ့အခန်းရှိပါသလားエアコンはありますかエアコンပါရှိပါသလားキスできますかစိတ်လေးတောက်လို့ရနိုင်ပါသလားခင်အန်の部屋をお願いしますစိတ်လေးမတောက်ရတဲ့အခန်းပေးပါシングルルームをお願いしますတယောက်ရဲ့အခန်းကိုပေးပါスインルームをお願いしますနှစ်ယောက်ရဲ့အခန်းကိုပေးပါダブルルームをお願いしますနှစ်ယောက်ရဲ့အခန်းကိုပေးပါ荷物を手伝ってくれますかအဝေးကိုကူညီတဲ့ပေးနိုင်မလား荷物を預けられますかအထုပ်တွေအထားခဲ့လို့ရမလားチェックインは何時ですかチェックインがဘယ်ချိန်လဲ後でチェックインしますနောက်မှチェックインလုပ်ပါမယ်チェックアウトは何時ですかチェックアウトがဘယ်ချိန်လဲレイドチェックアウトはできますかနောက်ဆုံးမှチェックアウトလုပ်လို့ရနိုင်ပါသလား地図はありますかမြေပုံရှိပါသလား食堂はどこですかထမင်းစားခန်းကဘယ်နေရာမှာလဲ
非常口はどこですか？家をပေါက်ကဘယ်နေရာမှာလဲモーニングコールをお願いします。မနက်ခင်းတို့တဲ့ဖုန်းခေါ်ဆိုမှုလေးတောင်းဆိုပါစေ。何時になさいますか？ဘယ်ချိန်နှိုးပေးရမှာပါလဲよく眠れました。နင်းချိုင်ချိုင်အိပ်ပျော်သွားခဲ့ပါတယ်よく眠れませんでした。နင်းချိုင်ချိုင်အိပ်မပျော်ခဲ့ပါဘူးベッドが片付きます。အိယာကမလွန်းနေ毛布が薄すぎます。ဆောင်းကပါလွန်းနေ毛布をもう一枚ください。ဆောင်းနောက်တစ်ထည်ပေးပါタオルをもう少しください。タオルနည်းနည်းထပ်ပေးပါ部屋が汚いです。အခန်းကရှုပ်ပွညစ်ပေနေတယ်別の部屋に帰ってください。တခြားအခန်းကိုပြောင်းပေးပါうるさい好きです。ဆူညံလုံးလို့ပါエアコンが動きません。エアコンがအလုံးမလုံးလို့ပါお湯が出ません。ရေဘူးမထွက်လို့ပါ近くにコンビニがありますか？အနီးနားမှာဈေးဆိုင်ရှိပါသလား部屋の鍵をなくしました。အခန်းတော့ပျောက်သွားလို့ပါ新しい鍵をもらえますか？တော့အစ်ရနိုင်မလား部屋に虫がいます。အခန်းထဲမှာပိုးကောင်တွေရှိတယ်部屋を掃除してください。အခန်းကိုတန်ရှင်းလုပ်ထားပေးပါ今日は掃除しなくていいです。ဒီနေ့တန်ရှင်းမလုပ်လဲရပါတယ်ランドリーサービスはありますか？ランドリーဝန်ဆောင်မှုရှိပါသလားトイレットペーパーがありません。အိမ်သာသုံးစက်ကိုမရှိလို့ပါ乾燥機はありますか？ヘアドライヤーရှိပါသလားキッチンは使えますか？မိဖို့ကြောင့်အသုံးပြုလို့ရနိုင်ပါသလားတိုင်းဆိုင်を延長したいです。デコရဲကိုထပ်တိုးချင်ပါတယ်空港へのシャトルバスはありますか？လေဆိပ်ထိပုံမှန်ပြေးဆွဲတဲ့ဘတ်ကားရှိပါသလားシャトルバスは何時ですか？ပုံမှန်ပြေးဆွဲတဲ့ဘတ်ကားကဘယ်ချိန်လဲここからタクシーに乗れますか？ဒီနေရာကနေတက္ကစီစီးလို့ရနိုင်မလားチェックアウトしますチェックアウトလုပ်ပါမယ်クレジットカードで払えますか？クレジットカードနဲ့ပေးချလို့ရပါသလား鍵をお返ししますတော့ပြန်ပေးပါမယ်いろいろありがとうございました。いやいやအတွက်ကျေးဇူးများကြီးတင်ပါတယ်တာနုရှိတိုင်းဆိုင်でしたပျော်ရွှင်စရာကောင်းသောတဲခိုမှုဖြစ်ခဲ့ပါတယ်また来ますနောက်ထပ်လာပါဦးမယ်このホテルをおすすめしますဒီဟိုတယ်ကိုထောက်ခံအကြံပြုပါမယ်スタッフがとても親切でした。ဝန်ထမ်းတွေကအရန်ကျင်နာဖော်ရည်ကြပါတယ်။ Richie က最高です。နေရာအနေထားကအကောင်းဆုံးပဲ
နေတယ်မို့တဲကောတော့でしたဈေးနှုန်းလဲတင်တင်မျှတာတယ်部屋が綺麗でしたအခန်းကတန်ရှင်းတန်ရမှုရှိတယ်素敵な大祭をありがとうございましたကောင်းမွန်သောတဲခုံမှုဖြစ်ခဲ့တာကိုကျေးဇူးတင်ပါတယ်大変お世話になりましたありがとうございますကူညီဆောင်ရှောက်မှုအတွက်ကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုတစ်ခါနားထောင်ရင်အလဲပန်းခီးသွားရင်ပဲဖြစ်ဖြစ်ဟိုတယ်တစ်ခုတည်းလေးလာနေသူတို့အတွက်ဖြစ်ဖြစ်အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်ရှင်အလွယ်တကူလေးလာနိုင်စေရန်မေတ္တာဖြင့်ကြိုးစားတင်ဆက်ထားခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်